မွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသောမြေတိရစ္ဆာန်တကာတို့ထက်လိမ္မာသည်ဖြစ်၍မိမအားသင်တို့သည်ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟုဧကန်စင်စစ်ဘုရားသခင်မိန့်တော်မူသလောဟုမေး၏မိမကလည်းငါတို့သည်ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကိုစားရသောအခွင့်ရှိ၏ဥယျာဉ်အလယ်၌ရှိသောအပင်၏အသီးကိုကသင်တို့သည်မကင်မစားဘဲနေကြလောသို့မဟုတ်သေမည်ဟုဘုရားသခင်အမိန့်တော်ရှိသည်ဟုမွေအားဆို၏မွေကလည်းသင်တို့သည်ဧကန်အမှန်သေရမည်မဟုတ်အကြောင်းမူကားထိုအသီးကိုစားသောနေ့၌သင်တို့သည်မျက်စိပွင့်လင်းလျက်ကောင်းမကောင်းကိုသိ၍ဘုရားသခင်ကဲ့သို့ဖြစ်ကြလက်တန်သည်ကိုဘုရားသခင်သိတော်မူသည်ဟုမိမအားဆို၏ထိုအပင်သည်စားပွဲကောင်းခြင်းအစင်းလဲလှခြင်းပညာတိုးပွားစေလိုသောငါနှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကိုမိမသည်မြင်လျင်အသီးကိုယူ၍စား၏မိမိခင်ပွန်းအားလည်းပေး၍သူသည်လည်းစား၏ထိုသူနှစ်ယောက်တို့သည်မျက်စိပွင့်လင်း၍မိမိတို့၌အဝတ်အချီးစီးရှိသည်ကိုသိမြင်လျင်မိမိတို့ဝိရံဖို့တင်ပေါ်တဖန်းပင်အရွက်တို့ကိုချုပ်ဆက်၍ခါးစည်းကိုလှုပ်ကြ၏နေသောအချိန်တွင်ထိုဥယျာဉ်၌ထာဝရအရှင်ဘုရားသခင်ကြွတော်မူသောအတန်ကိုလူလင်မယားတို့သည်ကြားလျင်အထံတော်မှလွတ်ခြင်းကဥယျာဉ်အပင်တို့တွင်ပုံးကွယ်လျက်နေကြ၏ထာဝရအရှင်ဘုရားသခင်ကလည်းသင်သည်အဘယ်မှရှိသနည်းဟုလူကိုခေါ်တော်မူ၏လူကလည်းဥယျာဉ်၌ကိုတော်၏အတန်ကိုကျွန်တော်ကြားလျင်အဝတ်အချီးစီးရှိသောကြောင့်ကြောက်၍ပုံးလျက်နေပါသည်ဟုလျှောက်လေ၏ဘုရားသခင်ကလည်းသင်၌အဝတ်အချီးစီးရှိသည်ကိုသင်အားအဘယ်သူပြောသနည်းမစားရဟုငါပညတ်သောအပင်၏အသီးကိုစားပြီလောဟုမေးတော်မူ၏လူကလည်းကျွန်တော်၌အပေးတော်မူသောမိမသည်ထိုအပင်၏အသီးကိုပေး၍ကျွန်တော်စားမိပါသည်ဟုလျှောက်လေ၏ထာဝရအရှင်ဘုရားသခင်ကလည်းသင်သည်အဘယ်သို့ပြုပြီးသနည်းဟုမိမအားမေးတော်မူလျင်မိမကမွေသည်ကျွန်တော်မကိုလှည့်စား၍ကျွန်တော်မသည်စားမိပါပြီဟုလျှောက်လေ၏ထာဝရအရှင်ဘုရားသခင်သည်မွေကိုခေါ်၍သင်သည်ဤအမှုကိုပြုသောကြောင့်သားရင်သားရဲအပေါင်းတို့ထက်ကြိမ်ချင်းကိုခံရ၏သင်သည်ဝမ်းဖြစ်သွား၍မြေမှုန့်ကိုတစ်လုံးစားရမည်သင်နှင့်မိမကို၎င်းသင်၏အမျိုးအနွယ်နှင့်မိမ၏အမျိုးအနွယ်ကို၎င်းငါသည်ရန်ညိုးဖွဲ့စေမည်သူသည်သင်၏ခေါင်းကိုကြိတ်လိမ့်မည်သင်သည်သူ၏ဖနှောက်ကိုကြိတ်လိမ့်မည်ဟုမိန့်တော်မူ၏မိမကိုလည်းသင်၌ကိုယ်ဝင်ဆောင်ခြင်းဝေဒနာကိုငါအလွန်များပြားစေမည်ပင်ပန်းစွာဝေဒနာကိုခံ၍သားဖွားရမည်ကိုခင်ပွန်း၏အလိုသို့လိုက်၍သူ၏အုပ်ဆိုးခြင်းကိုလည်းခံရမည်ဟုမိန့်တော်မူ၏ယောက်ျားကိုလည်းထိုအပင်၏အသီးကိုမစားရဟုငါပြညတ်တော်လဲသင်သည်မယား၏စကားကိုနားထောင်၍စားမိသောကြောင့်မြေသည်သင်အတွက်ကြိမ်ချင်းကိုခံလျက်ရှိ၏မြေ၏အသီးကိုတစ်သက်ပတ်လုံးပင်ပန်းစွာစားရမည်စူးပင်အမျိုးမျိုးတို့ကိုလည်းသင်အဖို့မြေပေါက်စေမည်လယ်၌ဖြစ်သောဟင်းသီးဟင်းရွက်တို့ကိုတင်စားရမည်တင်ထွက်ရာမြေသို့မပြန်မီတိုင်အောင်သင်၏မျက်နာမှချွေးထွက်လျက်အစာကိုစားရမည်အကြောင်းမူကားသင်သည်မြေမှုန့်ဖြစ်၍မြေမှုန့်သို့ပြန်ရမည်ဟုမိန့်တော်မူ၏ထိုအခါလူသည်မိမိမယားကိုဧဝအမိဖြင့်မှဲ့လေ၏အကြောင်းမူကားသူသည်အသက်ရှင်သောသူအပေါင်းတို့၏အမိဖြစ်သည်ထာဝရအရှင်ဘုရားသခင်သည်လည်းလူလင်မယားဖို့တရေဖြင့်ဝိလုံကိုလုံး၍ဝတ်ချုံစေတော်မူ၏ထာဝရအရှင်ဘုရားသခင်ကလည်းလူသည်ငါတို့တွင်တပါးပါးကဲ့သို့ဖြစ်၍ကောင်းမကောင်းသိတတ်၏ယခုမှသူသည်ထာဝရအသက်ကိုရခြင်းကလက်ကိုဆန့်လျက်အသက်ပင်၏အသီးကိုယူ၍မစားသင့်ဟုမိန့်တော်မူ၍လူသည်မိမိထွက်သောမြေ၌လှုပ်ရမည်အကြောင်းထာဝရအရှင်ဘုရားသခင်သည်အေဒင်ဥယျာဉ်ထဲကလွတ်လိုက်တော်မူ၏ထိုသို့လူကိုနှင်ထုတ်ပြီးလျှင်အသက်ပင်လမ်းကိုစောင့်ရှောက်စေခြင်းကမီးဆက်လက်နက်နှင့်တကွခေရုဗိမ်တို့ကိုဥယျာဉ်အရှိဘက်၌ထားတော်မူ၏မွေသည်ထာဝရအရှင်ဘုရားသခင်ဖန်ဆင်းတော်မူသောမြေတိရစ္ဆာန်တကာတို့ထက်လိမ္မာသည်ဖြစ်၍မိမအားသင်တို့သည်ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုမစားရဟုဧကန်စင်စစ်ဘုရားသခင်မိန့်တော်မူသလောဟုမေး၏မိမကလည်းငါတို့သည်ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကိုစားရသောအခွင့်ရှိ၏